ပရိစ္ဆသမုပ္ပါဟာတကယ်တော့အကြောင်းတရားတွေကိုဖော်ပြတာဖြစ်တော့အကြောင်းတရားတွေဖော်ပြရင်အကျိုးတရားတွေကိုလည်းပဲထည့်သွင်းပြီးတော့ပြသွားတာအဲ့ဒီထဲမှာဝိညာဏယုတ်သလရဏဖတ်တဝေဒနာဆိုတဲ့ဒီသဘာဝတရားတွေဟာပိုင်းခြားပြီးတော့သိရမယ့်တရားတွေသာဖြစ်တယ်ဖယ်ရှားပြရမယ့်တရားတွေမဟုတ်ဘူးဖယ်ရှားပြရမယ့်တရားတွေကတော့တဏှာတို့ဥပါဒဏ်တို့သာဖြစ်တယ်တဏှာဥပါဒဏ်နဲ့အစဉ်တွဲဖက်ပြီးတော့လာတတ်တဲ့အဝိဇ္ဇာဆိုတဲ့တရားတွေဖယ်ရှားပြရမှာဖြစ်တယ်ကိလေသာတွေကိုသာဖယ်ရှားကြရမှာဖြစ်တယ်ဒါမို့ဝိပဿနာကျင့်စဉ်တစ်ခုကျင့်ပြီဆိုတဲ့အခါမှာဘာအတွက်ကျင့်ရတာလဲလို့ဆိုရင်ဝိပဿနာကျင့်စဉ်ဟာဘယ်ပေါ်မှာကျင့်ရမလဲလို့ဆိုလို့ရှိရင်ဥပါဒံဖြစ်ရတဲ့ဆွဲလန်းမှုဖြစ်ပေါ်လာနိုင်တဲ့ယုံ nant တရားတွေပေါ်မှာဝိပဿနာကျင့်စဉ်ကိုကျင့်အခုကြည့်လေမျက်စိနဲ့မြင်ပြီးဆွဲလန်းမှုဖြစ်တယ်နားနဲ့ကြားပြီးဆွဲလန်းမှုဖြစ်နိုင်တယ်နှာခေါင်းနဲ့နံပြီးလျှာနဲ့လျက်ပြီးခန္ဓာကိုယ်နဲ့ထိတွေ့ပြီးဆွဲလန်းမှုတွေဖြစ်လာတယ်အဲ့ဒီဆွဲလန်းမှုဖြစ်လာနိုင်တဲ့ဒီအာရဏ6ပါးတို့နော်မျက်စိကိုလည်းဆွဲတာပဲရူပယုံကိုလည်းဆွဲတာပဲမြင်သိစိတ်ကိုလည်းဆွဲတာပဲဆုံပြီးလို့ဖြစ်ပေါ်လာတဲ့ဖတ်တာကိုလည်းဆွဲတာပဲဝေဒနာကိုလည်းဆွဲတာပဲအဲ့ဒီလိုဆွဲလန်းเสียအာယုန်ဒီပုံမှာထိုဆွဲလန်းမှုကိုဖယ်ရှားနိုင်ဖို့အတွက်အာယုန်ရဲ့သဘာဝကိုမှန်မှန်ကန်ကန်သိအောင်ပိုင်းခြားပြီးတော့သိအောင်ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်တာတဲ့အဲ့ဒါဟာဝိပဿနာကျင့်တဲ့အခါမှာသူ့ရဲ့အာယုန်တွေပဲအဲ့ဒါလို့ကျင့်ကြံကြုတ်ကိုအားထုတ်လို့အနိစ္စသဘောကိုမြင်ပြီးဆိုလို့ရှိရင်ယတနိစ္စံတန်ဒုက္ခံလို့ဆိုတဲ့အတိုင်းဒီမမြဲတဲ့သဘောရဲ့နှိစ္စမှုကြောင့်ဒုက္ခလို့ပြောတာယံဒုက္ခံတရဏတ္တာလို့ဆိုတဲ့အတိုင်းဒုက္ခဖြစ်တဲ့သဘာဝတရားဟာဘယ်တော့မှအတ္တဆိုတာမဖြစ်နိုင်ဘူးကိုယ်အလိုတိုင်းလိုက်နိုင်တဲ့တရားဆိုတာမဖြစ်နိုင်ဘူးအနတ္တသာဖြစ်တယ်လို့အနိစ္စမြင်ဒုက္ခလည်းမြင်တယ်အနတ္တလည်းမြင်တယ်ဟုတ်အဲ့ဒါလို့ပရိစ္ဆေသမုပ္ပါမှာပါတဲ့ရှုရမယ့်တရားတွေကိုရှုရင်းကနေပြီးဝိပဿနာဉာဏ်တက်လာပြီဆိုလို့ရှိရင်ဝိပဿနာဉာဏ်တက်တယ်လို့ဆိုတာဝိဇ္ဇာဉာဏ်ဖြစ်တာပဲဝိပဿနာဆိုတဲ့ဝိဇ္ဇာဉာဏ်သည်ထိုအတိတွေပေါ်မှာဖုံးလွှမ်းထားတဲ့အာယုန်တွေပေါ်မှာအမှန်မသိအောင်ဖုံးလွှမ်းထားတဲ့အဝိဇ္ဇာကိုဖယ်ရှားခြင်းပဲဖြစ်တယ်အဝိဇ္ဇာကိုဖယ်ရှားပစ်လိုက်တဲ့အခါမှာတွေ့တာမှုဆိုတဲ့တဏှာကိုလည်းဖယ်ရှားလိုက်တယ်ဆွဲလန်းမှုဆိုတဲ့ဥပါဒံကိုလည်းဖယ်ရှားလိုက်တယ်ဆိုလိုတာကသစ္စာ၄ပါးနဲ့ပြောမယ်ဆိုရင်မေဃသစ္စာနဲ့ဒုက္ခသစ္စာကိုဆင်ញင်သုံးသပ်လိုက်တဲ့အခါမှာဒုက္ခသစ္စာကိုဖြစ်ပွားစေတတ်တဲ့သမုဒိယသစ္စာလို့ဆိုတဲ့တဏှာဥဆောင်တဲ့ကိလေသာတွေကိုဖယ်ရှားပစ်ဖို့ကြိုးစားတာပဲဖယ်ရှားပစ်လိုက်ပြီဆိုလို့ရှိရင်ဒုက္ခនិရောဓဒုက္ခငြိမ်းတယ်ဆိုတဲ့နိဗ္ဗာန်ကိုလည်းပဲမျက်မှောက်ပြုနိုင်မှာဖြစ်တယ်။ဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟောကြားတော်မူခဲ့တဲ့ပစ္စုပန်ပဋိစ္စသမုပ္ပါဒ်မှာသက္ခုံစပဋိစ္စရူပေစဥပ္ပစ္စတိသက္ခုဝိညာဏမျက်စိနဲ့အဆင်းကိုအမိပြုပြီးတော့သက္ခုဝိညာဉ်စိတ်ဖြစ်တယ်ဒိဏသင်္ကတိဖတ်တော့အဲ့ဒီတရား၃မျိုးပေါင်းစုံပြီးလို့ရှိရင်ဖတ်တာဆိုတာဖြစ်တယ်ဖတ်တာဖြစ်လာရင်ဖတ်တာပစ္စယဝေဒနာရှိဖြစ်လာတယ်ဝေဒနာပစ္စယတဏှာဝေဒနာဖြစ်ရင်တဏှာဖြစ်လာတဏှာပစ္စယဥပါဒနာတဏှာဖြစ်လို့ရှိရင်ဥပါဒံဖြစ်တယ်ဥပါဒနာပစ္စယဘဝဆွဲလန်းမှုဖြစ်လာတယ်ဆိုလို့ရှိရင်ကာမဘဝဥပပတ္တိဘဝဆိုတာရှိလာတယ်ကာမဘဝဥပပတ္တိဘဝရှိလာရင်ဘဝပစ္စယဇာတိလို့ဆိုရဲမွေးဖွားခြင်းဆိုတာဖြစ်ပေါ်လာမယ်ယုံ nant ခန္ဓာတွေဖြစ်ပေါ်လာမှုဆိုတာလာမယ်အဲ့ဒီဇာတိလာလို့ရှိရင်ဇာတိပစ္စယစရာမရဏံဆိုရဲအိုခြင်းသေခြင်းဆိုရဲဒီပြဿနာဟာပေါ်လာမှာပဲဒီကြားထဲမှာလည်းပဲတောကတို့ပရိဒေဝတို့ဒုက္ခတို့ဒေါမနတတို့ဥပါယတလို့ဆိုရဲဒီသဘာဝစိတ်ကိုပူလောင်စေတတ်တဲ့သဘာဝတရားတွေအားလုံးဟာဖြစ်လာမှာပဲဒါတွေအားလုံးဒီဒုက္ခတွေကကျင့်ကြံလို့ရှိရင်ဘာလို့ရမလဲဆိုတခုတည်းသောလမ်းကြောင်းဟာမဂ္ဂင်၈ပါးအကျင့်တရားပဲဖြစ်တယ်ဒါကြောင့်မို့မဟာသတိပဋ္ဌာန်သုံးပါးမြတ်စွာဘုရားကဧကာယနောအယံဘိက္ခဝေမက္ခောလို့တတိပဋ္ဌာန်ဥဆောင်တဲ့မဂ္ဂင်၈ပါးအကျင့်တရားကိုပဲရည်ညွှန်းပြီးတော့တ
တတ္တနာဝိသုဒ္ဓိယတတ္တဝါတွေကိလေသာဆိုတဲ့အညစ်အကြေးတွေကစင်ကြယ်စေဖို့အဲ့ဒီလိုစင်ကြယ်မှုဆိုတာဘာတွေမရှိမှဖြစ်တယ်လဲလို့ဆိုရင်တောကပရိဒေဝနံအထင်ကမာယဒုက္ခဒေါမနတံတောကပရိဒေဝနံသမတိတ်ကမာယဒုက္ခဒေါမနတံအထင်ကမာယတောကပရိဒေဝလို့ဆိုတဲ့စိတ်ရပူလောင်မှုတွေပူပင်မှုတွေကြော်လွှားနိုင်မှဒုက္ခဒေါမနတနာအထင်ကမာယကိုဆင်းရဲမှုစိတ်ဆင်းရဲမှုတွေလုံးဝချုပ်ငြိမ်းသွားမှစင်ကြယ်မှုဆိုတာဖြစ်တယ်။ဒါဖြင့်အဲ့ဒီစင်ကြယ်မှုရဖို့ရာအတွက်နိလန်းကဘာလဲလို့ဆိုရင်ညာယတအဓိကမာယဒီတောကတွေပရိဒေဝတွေဒုက္ခတွေဒေါမနတတွေဆိုတဲ့စိတ်ကိုပူလောင်စေတတ်တဲ့ဒီအဆိုးလေးမျိုးကိုဘာနဲ့ဖယ်ရှားနိုင်တာတော့ဆိုမက္ခနဲ့ဖယ်ရှားနိုင်တာဒါကြောင့်မို့အဲ့ဒီနိဗ္ဗာန်ကိုရောက်စေနိုင်တဲ့လမ်းကြောင်းဆိုတာညာယဆိုတာတခြားကိုပြောတာမဟုတ်ဘူးဝိပဿနာကျင့်စဉ်နဲ့မဇ္ဈိမပฏิပဒါကျင့်စဉ်ကိုညာယလို့ခေါ်တာပဲအဆင့်မြင့်ဆုံးကြတော့မက်တရားကိုညာယလို့ခေါ်တာပဲအဲ့တော့ဝိပဿနာအကျင့်တရားနဲ့မက်တရားကိုညာယအဲ့ဒီညာယဆိုတဲ့တရားကိုရရှိဖို့ရဟာလည်းပဲဒီလမ်းကပဲသွားရမယ်အဲ့ဒီညာယဆိုတဲ့လမ်းကိုတွေ့ပြီဆိုလို့ရှိရင်ဘာရမလဲဆိုရင်နိဗ္ဗာန်တသစ္စိကရိယာယနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်လို့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပြီဆိုတော့မှတတ္တနာဝိသုဒ္ဓိယအလုံးဟာစင်ကြယ်သွားမှာဖြစ်တယ်လို့ကျင့်စဉ်တစ်ခုကအကျိုး9မျိုးရရှိပုံကိုမဟာသတိပဋ္ဌာန်သုတ်မှာမြတ်စွာဘုရားဟောကြားတော်မူခဲ့ပါတယ်ဒါကြောင့်ပရိစ္ဆသမုပ္ပါကနေပြီးတော့ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်ကြံကြိုးကုပ်အားထုတ်ပုံတန်ယုတ္တနိကေထိုတုတ်တိမှာမြတ်စွာဘုရားဟောထားတာကိုနမူနာယူပြီးတော့မိမိတို့ရဲ့လက်တွေ့ဘဝမှာအာယုန်တွေနဲ့မြင်တိုင်းကြားတိုင်းနော်နာတိုင်းအရသာတွေ့တိုင်းခန္ဓာကိုယ်နဲ့ထိတိုင်းစိတ်ထဲမှာကြံတွေးတိုင်းဟောဒီဖြစ်စဉ်ကြီးတွေနဲ့ဖြစ်ပြီးတော့ဖြစ်နေတဲ့အခါမှာအဝိဇ္ဇာအခြေခံပြီးတော့တဏှာတွေဥပါဒဏ်တွေမဖြစ်ရလေအောင်အသိဉာဏ်ဆိုတဲ့ဝိပဿနာဉာဏ်နဲ့အမြဲတမ်းရှုမြင်သုံးသပ်နေမှသာလျှင်အဝိဇ္ဇာပျောက်ပြီးတော့တဏှာဥပါဒဏ်တွေအလုံးပျောက်ကွယ်လို့ကိလေသာဝတ္တိကုံဆုံးတဲ့အခါမှာကာမဝတ္တိအကျိုးတရားကိုမထုတ်နိုင်နိုင်ပြီးဝိပါကဝတ်ကုံဆုံးသွားတဲ့အခါမှာကိုယ်သုံးပါးကနေကင်းကွာလို့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်မှာဖြစ်တယ်ဆိုတဲ့မှန်ကန်တဲ့ကျင့်စဉ်တရားအတိုင်းကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း